အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ဂျပန်စာတာရှင်းလက်တင်ပြချက်လေးနဲ့နှွေးထွေစွာကြိုးဆိုပါရစေကဲဒီနေ့မှာတော့ဂျပန်ဘာသာစကားမှာတကယ့်ကိုအင်မတန်အတုံးဝင်တဲ့လျှို့ဝှက်ချက်လေးတစ်ခုဖြစ်တဲ့မေခွန်းနဲ့ဘယ်လိုမေးရမလဲဆိုတာကိုအတူတူကဖော်ထုတ်သွားကြမယ်နော်ဘာသာစကားတစ်ခုကိုသင်ယူတဲ့နေရာမှာမေခွန်းမြင်မြန်ချင်းကအသက်ဝင်တဲ့ဆက်သွယ်မှုတစ်ခုအတွက်မပါမဖြစ်ပါပဲဒါကြောင့်ဒီနေ့သင်ခန်းစာကနေစပြီးဂျပန်လိုယုံကြည်မှုရှိနဲ့စကားစမြပြောဆိုနိုင်ဖို့ခြေလမ်းတစ်ခုစတင်ကြရအောင်စိတ်ဝင်စားဖို့ကောင်းနေပြီမဟုတ်လားဒါပေမဲ့ကျွန်တော်တို့ဟာအချက်လက်တွေကိုရိုးရိုးပြောပြနေုံနဲ့တင်ဘာသာစကားတစ်ခုကိုကျွမ်းကျင်လာမှာမဟုတ်ပါဘူးကိုပတ်ဝန်းကျင်ကအရာတွေကိုစိတ်ဝင်စားနဲ့မေခွန်းတွေဘယ်လိုပြောင်းလဲမေးမြန်းကြမလဲကိုသိချင်တာတွေကိုဂျပန်လိုဘယ်လိုမေးကြမလဲကိုဘေးနားကလူတွေကိုစိတ်ဝင်စားမေခွန်းထုတ်တတ်ခြင်းဟာဘာသာစကားလေ့လာခြင်းရဲ့အထူးသောချက်တစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီစွာရည်ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်အပိုင်း1အခြေခံဝါကျများကိုပြန်လည်လေ့လာခြင်းအားလုံးပဲအရင်သင်ခန်းစာတွေကိုဝိုင်းမမိကြအောင်ပဲထင်ပါတယ် XDY ဖြစ်တဲ့ဆိုရင်ရိုးရှင်းတဲ့ခြေခံတရားပုံစံလေးလေဂျပန်လိုဆိုရင် XY Y တစုပေါ့ဥပမာဖြင့်သူဒီဆရာတဦးဖြစ်တဲ့ဆိုရင်ခရေဝဆန်းစိတ်တဲ့စုဆွဲဝါကြမျိုးဖြစ်ပါတယ်ဒီဝါကြလေးကနေစပြီးကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာတွေကိုဇလက်တီစုံနိုင်ပါတယ်ဒါဟာဂျပန်ဘာသာစကားမှာဝါကြအစ်စ်တွေအများကြီးတည်ဆောက်ဖို့အတွက်အလွန်ခိုင်မာတဲ့အခြေခံတစ်ခုဖြစ်ပါတယ်ဒီခြေခံကိုယုံကြည်မှုရှိရှိနဲ့စုပ်ကိုင်ပြီးရှေ့ဆက်သွားကြရအောင်အပိုင်း1မေခွန်းက反底键အခုတကယ်ကိုစိတ်ဝင်စားဖို့အကောင်းဆုံးအချက်ကိုရောက်လာပါပြီဂျပန်ဘာသာစကားမှာလေရိုးရိုးဝါကြကနေမေခွန်းဝါကြကိုပြောင်းတဲ့အခါရှင်းနောက်စကားလုံးအစီအစဉ်တွေလုံးဝမပြောင်းလဲသွားပါဘူးအင်္ဂလိပ်စာမှာလို့ subject နဲ့ verb နေရာလက်ဆရာမလိုဘူးဆိုတော့တော်တော်လေးအဆင်ပြေတာပေါ့ဥပမာခါရီဝ sensitis ကနေမေခွန်းပြောင်းဖို့အတွက်အလွန်ရိုးရှင်းတဲ့ຢာလေးတစ်ခုပဲလိုအပ်တာပါခါရီဝ sensitis ကဆိုပြီးပြောင်းလဲသွားတဲ့အခါမူလဝါကြရဲ့တိဆောက်ပုံအစီအစဉ်ကငကိုအတိုင်းလေးပဲရှိနေတာကိုသေချာပေါက်သတိထားမိကြပါလိမ့်မယ်အဲ့လိုမပြောင်းလဲဘဲနဲ့ကိုမင်းဝန်းဖြစ်သွားစေတဲ့မော်ဆန်လက်အရာလေးကတော့ခါဆိုတဲ့စကားလုံးလေးပဲဖြစ်ပါတယ်သူကဝါကြရဲ့အနောက်ဆုံးမှာကက်လက်ယုံမှာပဲသူကစကားပြောတဲ့အခါဝါကြအဆုံးမှာမင်းဝန်းတင်ကေတာ question mark လိုမျိုးတာဝန်ယူအလုပ်လုပ်ပေးသွားတာပါဒီခါလေးကိုအတန်ထွက်တဲ့အခါအနှဲငယ်အတန်မြင်ပြီးထွက်ပြီးမယ်ဆိုရင်ပိုပြီးသဘောဝါကြတဲ့မင်းဝန်းတန်လေးဖြစ်လာပါလိမ့်မယ်ဒါလေးကကျွန်တော်ရဲ့အဓိကလျှို့ဝှက်ချက်လေးပါပဲဒါကြောင့်အရေးကြီးဆုံးမှတ်ထားရမယ့်အချက်ကတော့ဒီရိုးရှင်းတဲ့ပုံသင်နည်းပါပဲပုံမှန်ဝါကြတစ်ချောင်းရဲ့အနောက်ဆုံးမှာကားလေးကိုအတန်မြင့်ပြီးထည့်ပြောလိုက်တာနဲ့မေကုံဖြစ်သွားပါပြီကျန်တဲ့ဝါကြတီဆောက်ပုံတခြားဘာမှပြောင်းလဲစရာမလိုပါဘူးဝါကြအဆုံးမှာကက်လိုက်ယုံဆိုတော့အရန်ကိုလွယ်ကူတယ်မဟုတ်လားဒီပုံသင်နည်းလေးကိုမှတ်မိထားပြီးဆိုရင်နောက်ထပ်ဝါကြပေါင်းများစွာကိုမေကုံအဖြစ်လွတ်လပ်ပြောင်းလဲနိုင်ပြီဖြစ်ပါတယ်အပိုင်း3အတိတ်ကာလမေခွန်းညာကဲဒီချက်ကနေဘာကိုထင်ထင်ရှားရှားပြသနေလဲဆိုရင်အတိတ်ကာလပြစကလုံးတွေထုံးထားတဲ့ဝါကြတွေမှာဆိုရင်တော့စဉ်းစားရတဲ့အဆင့်တွေကအရန်ကိုလွယ်ကူနေတော့မဲဆိုတာပါပဲအဆင့်အနေနဲ့သူဒီဆရာဝန်ထက်ခဲ့သည်ဆိုလေခရီဝါအီရှာဒစ်တာလောမျိုးအတိတ်ကာလဝါကြကိုအရင်တည်ဆောက်မယ်ဒီနေရာမှာဒက်ဆိုအစားဒစ်ရှိတာကိုတုံးထားတာတွေ့ရပါမယ်ပြီးရင်အဆင့်နဲ့အနေနဲ့အနောက်ဆုံးမှာကကိုပေါင်းထည့်လိုက်အောင်ပါပဲခရီဝါအီရှာဒစ်တာကဆိုပြီးအလွယ်တကူဖြစ်သွားတာပေါ့အပိုင်း4အတူတကွလေ့ကျင့်ကြစို့ theory တီးပြီဆိုတော့ပထမဆုံးလေ့ကျင့်ခန်းအနေနဲ့သူမဒီဂျပန်လူမျိုးဖြစ်သည်ဆိုတဲ့ဝါကြောကိုမိခွန်းအဖြစ်ဘယ်လိုပြောင်းမလဲဆိုတာခဏလောက်စဉ်းစားကြည့်ကြရအောင်ခါနိုဂျိုဝနီဟုန်ဂျင် this ဆိုတဲ့ဝါကြောကိုမိခွန်းဖြစ်အောင်ဘယ်လိုလုပ်ကြမလဲခုနကသင်ပေးခဲ့တဲ့ပုံသင်နည်းလေးကိုစိတ်ထဲမှာအာရုံပြုပြီးအဖြေကိုအတူတကွရှာကြည့်ကြပါမယ်ဟုတ်ပါရဲ့အဖြေကတော့အရန်ကိုလွယ်ကူပါတယ်အဖြေမှန်ကတော့ခါနိုဂျိုဝနီဟုန်ဂျင် this ကပါပဲသူမဒီဂျပန်လူမျိုးဖြစ်သည်ဆိုတဲ့ဂျပန်ဝါကြအစုံမှာကားလေးကိုပေါင်းထည့်လိုက်ရုံပါပဲအန်တော့ဆရာကောင်းလောက်အောင်ရိုးရှင်းလာပါတယ်အားလုံးမဲမှန်အောင်ဖြည့်ဆို့နိုင်ခဲ့ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးခိုးတိုင်းလက်တွေ့တွေ့ခိုးချတာကပိုပြီးမမိလွယ်စေပါတယ်နော်နောက်တစ်ပုတ်ဆက်သွားကြရအောင်သူတို့ဒီចောင်းသားများချစ်ပါသလားဆိုတာကိုဂျပန်လိုဘယ်လိုမေးကြမလဲဒီညမှာဝဟာရလေးတွေကြိုပြောပြချင်ပါတယ်သူတို့ကိုခါရရာလို့ခေါ်ပြီးចောင်းသားကိုတော့ဂါခုစိတ်လို့ခေါ်ပါတယ်ကဲစကလုံးအသေးလေးတွေနဲ့ဝါကြလေးကိုအရင်ဆုံးတိစောက်ကြည့်လိုက်ကြရအောင်ပြီးရင်မေခုံးဘယ်လိုပြောင်းမလဲစဉ်းစားကြည့်ပါအဖြေမှန်ကတော့ခါရီယာဝါဂက်ဆေဒစ်ကဖြစ်ပါပဲအရင်ဆုံးခါရီယာဝါဂက်ဆေဒစ်ဆိုတဲ့ဝါကြကိုတိစောက်ပြီးအနောက်ဆုံးမှာကလီကိုထည့်လိုက်ရုံပါပဲဂျပန်ဝါကြအစီအစဉ်ကိုလုံးဝပြောင်းလဲပြစ်စရာမလိုပါဘူးတရစင်းလေးနှစ်ဆင့်ကိုပိုင်နိုင်သွားပြီဆိုရင်ဘယ်လိုဝါကြမျိုးကိုမဆိုမေခုံးအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်ကိုရရှိသွားပြီပဲဖြစ်ပါတယ်နောက်ထပ်လေ့ကျင့်ခန်းတစ်ခုအနေနဲ့တန်အောင်ရဲ့လူမျိုးကိုဘလို့မေးမလဲဆိုတာကြည့်အောင်သူမဒီကိုရီးယားလူမျိုးဖြစ်ပါသလားဆိုတာကိုဘလို့ပြောင်းကြမလဲဒီအတွက်ဝါဟာရလေးကတော့ကိုရီးယားလူမျိုးကိုခန်ကိုချင်းလို့သုံးပါတယ်
သူမဆိုတာကိုခဏွန်ကျော်လို့သုံးတဲ့ဆိုတာမှတ်မိကြမယ်ထင်ပါတယ်အားလုံးပဲစိတ်ထဲကနေအဖြေကိုစဉ်းစားကြည့်ပေးပါအောင် ဒီနေရာမှာလေကျွန်တော်တို့ရဲ့ပုံတီနီးကအတိအကျအလုပ်လုပ်ပါတယ်အဖြေကတော့ခနိုးကျော်ပါခန်ကိုခုချင်းဒက်စ်ကဖြစ်ပါတယ်သူမသည့်ကိုရီးယားလူမျိုးဖြစ်သည့်ဆိုတဲ့ဝါကြကိုတိဆောက်ပြီးကပေါင်းထည့်လိုက်ယူမှာပဲဘာသာစကားလေးလာရတာတလောက်တောင်ဖီအားကင်းစရာကောင်းနေတာပါအခုဆိုရီကိုသိကျင်တဲ့အချက်လက်တွေကိုစီဝင်တစားနဲ့လွယ်လွယ်ကူကူမေးမြန်းနိုင်ပြီးဖြစ်ပါတယ်အခုနောက်ဆုံးအနေနဲ့နည်းနည်းလေးပိုစဉ်းစားရမယ့်အတိတ်ကာလလေ့ကျင့်ခန်းလေးကိုလုပ်ကြည့်ကြမယ်သူဒီရှေ့နေတူဖြစ်ခဲ့ပါတလားဆိုတာကိုပြောင်းကြည့်ပါသူကိုခါရဲလို့ခေါ်ပြီးရှေ့နေကိုဘင်ကိုရှိလို့ခေါ်ပါတယ်အတိတ်ကာလပြစကားလုံးတရှိတာကိုသုံးဖို့မမေ့ပါနဲ့နော်အရင်ဆုံးအတိတ်ကာလဝါကြကိုစဉ်းစားပြီးမှနေခွန်းပြောင်းကြည့်ကြပါမယ်အဖြေကတော့ခါရဲဝဘင်ကိုရှိဒက်စတာကဖြစ်ပါတယ်အတိတ်ကာလဝဟာရဒက်စတာကိုသုံးထားပြီးမယ်လေအဆုံးမှာကာလေးကိုထည့်လိုက်တာနဲ့တင်နေခွန်းတစ်ခုအနေနဲ့အပြည့်အဝအလုံးလုံးသွားပြီးဆိုတာကိုတွေ့ရမှာပါဒါဟာဂျပန်ဘာသာစကားတတရဲ့တည်ငြိမ်ပြီးစနစ်ကျတဲ့သဘောတဘာဝကိုပြသနေတာပဲဖြစ်ပါတယ်။ဒီအချိန်ကာလပဲဖြစ်ဖြစ်စီမင်းကအတူတူပါပဲ။ဒီနေ့သင်ခန်းစာကျော်အင်စာအနေနဲ့ကတော့ကျောင်းသားတို့ကိုလိုက်ဝါချအသစ်၃ချမ်းကိုရွေးချယ်ပြီးဂျပန်ဘာသာနဲ့မေခွင့်ဒီအထည်ဘာသာပြန်ဆိုကြည့်ပါ။ပြီးရင်အားလုံးနဲ့အတူတူကမျှဝေပေးဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်။ကိုယ်တိုင်လက်တွေ့လုပ်ချီမှာပို့ပြီးမှတ်မိနိုင်မှာမဖြစ်မနေလုပ်ကြည့်ကြပါနော်။ကိုတီးတဲ့ဝါဟာရလေးတွေတုံးပြီးစမ်းသပ်ကြည့်ဖို့အကြံပြုချင်ပါတယ်။ အဆုံးသက်အနေနဲ့အားလုံးကိုစဉ်းစားကြည့်စီချင်တာကတော့အခုဆိုရင်ဂျပန်ဝါကြတိုင်းကိုကဆိုတဲ့အတန်းလေးတန်းနဲ့မေခွန်အဖြစ်အလွဲတကူပြောင်းလဲနိုင်ပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဘယ်လောက်တောင်ကျပြန့်တဲ့ဆက်သွယ်ပြောဆိုမှုအသစ်တွေကိုစက်တင်နိုင်ပြီလဲဆိုတာပါပဲဒီရှင်းလင်းတင်ပြချက်လေးကနေဂျပန်စာလေးလာရမှာယူကြည်မှုတွေပိုတိုးလာလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာသင်ခန်းစာတွေမှာလည်းပြန်လည်ဆုံးတွေ့ကြပါသေးတယ်အားလုံးပဲကျေးဇူးတင်ပါတယ်